ကိုဖြတ်ထားအရက်ဓာတ်ကိုဖြတ်ထားဝမြက်မြန်မာနိုင်ငံကိုဖြတ်စည်းနေတာဒီစစ်မိတ်စာစစ်အုပ်စုသာသနာကိုဖြတ်စည်းနေတာဒီကရုံအုပ်စုဘုန်းကြီးအတုတွေဘုန်းကြီးအတုကရုံအုပ်စုသာသနာကိုဖြတ်စည်းနေတာမဟာလဘောမှာပြီးတော့သာသနာကိုဖြတ်စည်းနေတဲ့ဒီကရုံအုပ်စုဟိုတလောကပြီးခဲ့တဲ့5 ရက်လောက်ကဘုန်းကြီးအတုတစ်ပါးကရုံစာပေဟောပြောပွဲတွေကိုဖြတ်စည်းနေတာစာရေးဆရာတွေတဲ့စာပေလောကကိုဖြတ်စည်းနေတာစာရေးဆရာတွေတဲ့ဘုန်းကြီးအတုကခရိုနီနေနဲ့ပေါင်းပြီးတော့မဟာလဘောမှာပြီးတော့မဟာလအလိုကျကြိုက်ဆောင်ပြောနေတဲ့ဘုန်းကြီးအတုဘုန်းကြီးအတုရဲ့ကရုံရဲ့ဒီစာပေဟောပြောပွဲတွေကြည်ကြည်ပြန့်ပြန့်ဖြစ်လာလို့လူငယ်တွေလမ်းမှန်ကိုရောက်သွားတဲ့လူငယ်တွေအများကြီးအတိတရားတွေတိုးသွားတဲ့လူငယ်တွေအများကြီးကရုံအတုရဲ့ဘုန်းကြီးအတုရဲ့နော်ပြည်သူတွေရဲ့ကတ်တဲ့စွန်းတွေကိုမိန်ရှိန်စားပြီးတော့ပြည်သူတွေကိုကျေးဇူးကမ်းနေတဲ့ကရုံအတုတွေဘုန်းကြီးအတုတွေဒီအုပ်စုကမဟာလပြည်သူတွေကိုတတ်ကျောင်းကံဖရာတွေကိုဖျက်ဆီးတန်ဃာတော်တွေကိုပြစ်တက်နေတာကြတော့မပြောရဲဘူးဒီကရုံအုပ်စုမဟာလဘောမှာပြီးတော့မဟာလကိုမပြောရဲဘူးပြည်သူတွေကိုလည်းတတ်တယ်ကျောင်းကံဖရာတွေကိုလည်းဖျက်ဆီးတယ်တန်ဃာတော်တွေကိုလည်းပြစ်တက်နေတယ်ဒါကြတော့တခွန်းမှမပြောရဲဘူးဒီကရုံအုပ်စုဒီကရုံအုပ်စုဘုန်းကြီးအတုမဟာလဘောမှာပြီးတော့ဒီဘုန်းကြီးအတုတွေရှိနေတယ်ရတော့သာသနာမတန့်ရှင်းဘူးသာသနာအတွက်လည်းရင်လေးသေးတယ်နော်ဒီဘုန်းကြီးအတုတွေရှိနေတယ်ရတော့